စိတ်ပိုင်းဆိုင်ရာပင်ပန်းနွားနယ်မိုးတဲ့တိပတ်နေကြအကြောင်းရင်းငယ်လက်တွေ့ကြတဲ့ကုစားရည်နီလာတွေကိုဒီရှင်းလင်းတင်ပြချက်မှာအတူတူလေးလာကြည့်လိုက်ရအောင်ဦးနောက်ကရွတ်တရက်အလုံးမလောက်တော့ပဲဘာကြောင့်ထိန်းချုပ်မှုမဲ့သွားတာလဲတကယ်ကိုစိတ်ဝင်စားစရာကောင်းနေမေးခွန်းပါပဲ Medical Valley လာမှုအရာဆိုရင်ဒါဟာနေစဉ်ဆူဆောင်းမိနေတဲ့စိတ်ဖြစ်စီမှုတွေကြောင့်ဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာအာရင်ကုန်ခါမှုလို့ဆိုပါတယ် အထီးကျန်တာအလုံးမပြောတာနဲ့နာရာရှည်ရိုးခတွေဟာစိတ်ပိုင်းဆိုင်ရာပြိုလဲမှုကိုတိုက်ရိုက်ဖြစ်စေတဲ့အဓိကလက်သည်တွေဖြစ်နေပါတယ် ဒီလိုပြင်းထန်တဲ့ပင်ပန်းနွားနယ်မိုးမျိုးကြုံလာရင်လုံးဝပိတ်မိနေပြီးမျောလင့်ချမ်းမဲ့ตัวတို့အမှန်တကယ်ကိုခံစားရတတ်ပါရီအဓိကအချက်ကတော့အသေးလိုနေတာတွေကိုရက်တန့်ပြီးစိတ်ကိုအနာပေးတဲ့ကိုယ်ပိုင်အချိန်လေးယူဖို့တိတ်ကိုအရေးကြီးပါရဲ့ Loster ရှင်ဆောင်းပါးမှာဆိုရင်စိတ်ပင်ပန်းတာကိုချက်ချင်းအနားယူဖို့လိုတဲ့ခနာကိုဖျားနာမှုတစ်ခုလိုလှလှပပနိုင်ရှင်ပြထားပါတယ် ချက်ချင်းတက်တာဖို့ဖုန်းနဲ့ခဏချထားပါခန္ဓာကိုယ်လှုပ်ရှားမှုလောက်ပြီးအေးရဲဝဝအိတ်တာကအကောင်းဆုံးရှေ့ဥဒုနာပြုစုစုနေပါပဲ နောက်ထပ်လက်တွေ့ကြရဲ့ယူပိုင်းဆိုင်ရာကူစားမှုဖြစ်တဲ့ပန့်တဲ့ခန္ဓာကိုယ်ဖြည့်လျှော့ရေးလက်ကျင့်ခန်းကိုဆက်ထုတ်လိုက်ကြစို့ အသက်ပြီးမြင့်ရှုမဲ့ခြေထောက်ကြက်သားတွေကိုတင်းထားပြီးအပေါ်ဘက်ကိုထွေးထွေးလေးလော့ချသွားရင်ခန္ဓာကိုယ်တည်ငြိမ်မှုကိုရရှိနိုင်ပါတယ် နောက်ဆုံးအနေနဲ့အေးချမ်းတဲ့စကလုံးကိုအာယုံစိုက်ပြီးခန္ဓာကိုယ်ကိုစမ်းထုတ်လိုက်တာကခန္ဓာကိုယ်ကိုအပြည့်အဝပြက်လဲလန်းဆန်းစေပါတယ် အကြီးကြီးဆုံးကတော့ရေရှည်ကစိတ်သက်ကြံခိုင်မှုတိဆောက်ပြီးနောက်ခက်စိတ်အားကုန်ခိုင်မှုတွေကိုကြိုတင်ကာကွယ်ထားဖို့ပါပဲ Must-time မြန်မာကအကြောင်းလဲကိုရဲရဲရင်ဆိုင်တာနဲ့အတွေးလွန်တာကိုရက်တက်တယ်လို့မျိုးအဓိကအလေးအကျင့်၅ခုကိုဖော်ပြထားပါတယ် အားကစားသမားတွေလိုပဲစိတ်သက်ကျင့်ခိုင်ဖို့ဆိုရင်နေ့စဉ်ရက်ဆက်တမင်ယူရပြီးလေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ကြောင်းထင်ရှားပါတယ် ခန္ဓာရည်ရှိအောင်တိစောက်တယ်ဆိုတာကိုယ့်ရဲ့တက်တောင့်တထဇုံကနေရုံထွက်ပြီးအမှန်တကယ်အကျိုးရှိမယ့်အရာတွေကိုလှုပ်ဆောင်တာပါ တခါတလေမှာကိုဂရုစိုက်ယုံနေတဲ့ဘလုံလောက်တော့ပဲကျွမ်းကျင်သူတွေစီကအကူအညီရယူဖို့မဖြစ်မနေလို့အလားတပါတယ် အခမစကားပြန်ပါဝင်တဲ့ပန်နာဖုံးလိုက်လိုမျိုးနေရာတွေကနေတဆင့်ကျွမ်းကျင်သူတွေရဲ့အကူအညီကိုအလွယ်တကူရယူနိုင်ပါတယ် ခိုင်မာတဲ့စိတ်ဓာတ်ကိုတိဆောက်ဖို့အတွက်ဒီနေ့ပဲဘလို့နေ့စဉ်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလေးကိုစတင်လှုပ်ဆောင်ကြမလဲ